ကြိုဆိုပါရခင်ဗျာဒီဘလော့လေးမှာတော့ရိုးစုကနေဂျူချီဝင်းကိုအလဲသွားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မျိုးကြီးဘလော့ channel မှာဤသွားအကြောင်းအရာများအတောက်များဥရရစရာအကြောင်းအရာများကိုတင်ဆက်မပြတ်တင်ဆက်ပြီးတော့မှဖြစ်လို့နှစ်သက်တယ်ဆိုရင် like and subscribe လေးနှိပ်ပြီးအားပေးသွားကြပါအောင်ခင်ဗျာအခုမြင်တွေ့နေရတော့ရိုးစုဘုရားယုံပဲဖြစ်ပါတယ်ကဲစားလိုက်ကြအောင်ခင်ဗျာဒီခီးစဉ်ကိုရထားနဲ့သွားခဲ့တာကိုရီးယားရဲ့ရထားနဲ့ခီးစဉ်တွေကလည်းလွယ်အဆင်ပြေပါတယ်လူကြီးလူငယ်လူကြီးခီးသွားတွေနဲ့ပြည်နေတာပါပဲကိုရီးယားနိုင်ငံကကမ္ဘာအိုလံပစ်ပြိုင်ပွဲကို1988ခုနှစ်ကအင်ချင်ဖြစ်အခန့်ကျင်းပပြီးနောက်ပိုင်းလူနိုင်ငံရဲ့ရထားလိုင်းတွေကစတင်ဖွံ့ဖြိုးတိုးတက်လာတာပါ2004ခုနှစ်ကစတင်ပြီးတနအီကိုကီလိုမီတာ300အမြန်နှုန်းနဲ့ကြီးဆွဲနေတဲ့ပြည်စံရထားတွေပဲဖြစ်ပါတယ်။ဒီနည်းအားဖြင့်တနအီကိုမိုင်180ကျော်လုံးနဲ့စတင်ပြီးဆွဲနေတာပါ2004ခုနှစ်ကစတင်ပြီးအများအားဖြင့်ပြည်စံရထားတွေကတော့လျှက်စစ်အရင်ဆုံးရထားများတွေဖြစ်ပါတယ်။ဆိုးအင်ချွန်းဘူဆန်ဒေဂူဒေရွန်းနဲ့ဝမ်ကျူကြီးလိုမျိုးကြီးများမှာလည်းဒီအောက်မြို့ဘက်ရထူရထားများကြီးဆွဲနေတာရှိပါတယ်အခုမြင်တွေ့နေရတာဆိုရင်ရထားအတွက်အစ်စ်ကျူလိုက်များပဲဖြစ်ပါတယ်ခုမြင်ဝင်းကိုမြင်လိုက်ရတော့မြန်မာပြည်ကြီးပြန်လာလိုက်တာဗျာခုမြင်ရတော့ဒါဘုရားအဝင်မဲ့ဖြစ်ပါတယ်ဒါကိုဆက်ရောက်နေတာလည်းဖြစ်ပါတယ်ဂျူချီဝမ်ကိုရောက်ပါပြီခုမြင်တွေ့နေရတာကတော့ဂျူချီဝမ်ရဲ့ဘုရားကြီးပဲဖြစ်ပါတယ်ခင်ဗျာ
နောက်ဗီဒီယိုကြိုက်နေတဲ့တဲ့ဆိုရင် like and subscribe လေးလုပ်ပေးသွားကြပါဦးခင်ဗျာ